Malo, a Sony is you say, what I money that circuit dog, what I put I need pull up. Dashi, Chizu jump, Tima Shijare, Joji Dunya, Shima, from Abibu and Dway, Pinyare jump, to get into the Mare, Ludiaga. The name of Nima, Chimbare, Super Bob, American Association, Namaji, Borom Jangue, final blessing. သူနောက်ကျမှရောက်သွားတယ်သူတငယ်ချင်းကအဲ့မှာသူ့အကြာကြီးစောင့်ရတဲ့ခါကျတော့သူ့ဘယ်လိုပြောလဲဆိုတော့ဟာတငယ်ချင်းမင်းဘောလုံးပွဲလာကြည့်ရနောက်ကျလိုက်တာဟာငါဘောလုံးပွဲလာကြည့်ဖို့ခေါင်းပန်းလန်နေရတယ်ဟာဘာဖြစ်လို့လဲဟာဒီနေ့ကတနင်္ဂနွေလေးတဲ့ဘုရားကျောင်းကိုသွားဖို့အတွက်ရှိတယ်တဲ့ဒါကြောင့်ဘုရားကျောင်းကိုသွားရင်ကောင်းလားဘောလုံးပွဲကိုသွားရင်ကောင်းလားဆိုပြီးတော့ခေါင်းပန်းလန်တာတဲ့အဲ့တော့နောက်ကျတော့ဟာဒီခေါင်းပန်းလန်တာပဲဘာဖြစ်လို့ဒါတော့နောက်ကျတယ်ပေါ့သူကခေါင်းပန်းလန်တာတဲ့အခါ3500တန်းနေတဲ့ဟာဘာဖြစ်လို့လဲသူတန်တိုင်းဘုရားကျောင်းကိုသွားဖို့ပဲကြတယ်တဲ့အဲကြောင့်သူက3500မြောက်လန်မှဒီဘောလုံးပွဲသွားဖို့အတွက်ကြတဲ့အတွက်ကြောင့်နောက်ကျခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေကမကောင်းတာလုပ်လို့ရှိရင်လုံးဝမမိုးဘယ်တော့မှမမိုးပါဘူးဒါပေမဲ့ကောင်းတာလုပ်လို့ရှိရင်နည်းနည်းလောက်တာနဲ့မောတာအဲ့ဒါကြောင့်ဒီကနေ့မမောပန်းပါနဲ့ဆိုတဲ့အကြောင်းအရာအားဖြင့်ခွန်အားပေးခြင်းပါရှင်ပေါလုကတော့ဒီဂရတိအသင်းသားတွေကိုဘယ်လိုပြောလဲဆိုတော့ငါတို့ဒီအာမလျှော့စိတ်မပြတ်ပဲကောင်းသောအကျင့်ကိုကျင့်ကြကုန်ဟာထို့သောတည်ကြည်၍ကျင့်ရင်အချိန်တန်သောကာလ၌အသီးအနှံကိုရရကြတယ်မကောင်းတာကိုလုပ်ရင်မမောဘူးကောင်းတာလုပ်ရင်မောတယ်ဒါပေမဲ့ရှင်ဘောလူကကောင်းတာကိုလုပ်တဲ့နေရာမှာမမောပါနဲ့တဲ့စိတ်မပြည့်ပါနဲ့အာမလျှော့ပါနဲ့အမှန်တမ်းနာမည်ကြီးတဲ့ပုံပုံကြီးပေါ့မာတင်လူသန်ကင်းဂျူနီယာဆိုတာကအမေရိကန်မှာရှိတဲ့လူမဲတွေအတွက်ကျိုးပန်းပြီးတော့လူမဲတွေဖိတ်ရေးရအောင်လှုပ်ဆောင်ခဲ့တဲ့ပုံပုံကြီးသူပြောတဲ့စကား If you can fly then run if you can run then walk if you can walk then crawl but whatever you do you have to keep moving မပြန်နိုင်ရင်ပြေးပါတဲ့မပြေးနိုင်ရင်ရှောက်ပါတဲ့မရှောက်နိုင်ရင်သွားပါဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျာရွေ့နေလို့တော့ဒီလိုပဲကျွန်တော်တို့တက်တာမှာရွေ့မှကိုနေရာမှာပဲတစ်ချိန်လုံးရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီလူကလေဖြတ်တာလားတချမ်းတည်တာလားကျမ်းမာရေးမကောင်းတာတခုခုပဲနော်ဆိုတော့အသက်ရှင်တဲ့လူတိုင်းကတုတ်ရှားတယ်ရွေ့ရှားတယ် physics သဘောအရဆိုလို့ရှိရင်လည်းအရွေ့ရှိမှအလုပ်ဆိုတာဖြစ်တယ်ပေါ့နော် work done နော်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာလှုပ်ရှားခြင်းအပြင်အသက်ရှင်ပြီးတော့မမောပန်းဖို့ရင်အတွက်အရေးကြီးပါတယ်မေရီလင်းမွန်ရိုးဆိုတာကအမေရိကန်မှာနာမည်ကြီးတဲ့တရုတ်ဆောင်နာမည်ကြီးတဲ့ model နာမည်ကြီးတဲ့အဆိုတော်သူကဘယ်လိုပြောလဲဆိုတော့ I don't stop when I'm tired I only stop when I'm done ငါမောတဲ့အခါမှာဘယ်တော့မှမရက်လိုက်ဘူးငါအလုပ်ပြီးသွားတဲ့အခါမှာပဲငါရက်လိုက်တယ်ပြောချင်တာကကျွန်တော်တို့တွေကအလုပ်လုပ်တဲ့အခါမှာပြီးအောင်လုပ်ဖို့ဖြစ်ပါတယ်တပိုင်းတစားလုပ်ဖို့အတွက်မဟုတ်ပါဘူးဒါကြောင့်ရှင်ဘောလူကဂလာတိသင်းသူသင်သားတွေကိုပြောခဲ့တယ်လို့ပဲအာမလျှော့စိတ်မပြတ်တဲ့နဲ့ကောင်းတဲ့အကျင့်ကိုကျင့်ရအောင်ကောင်းတဲ့အလုပ်ကိုလုပ်ရအောင်
ကရင်တို့ကတော့ဘယ်လိုပြောလဲဆိုတော့ပမာတာကြီးတွေဘောပတူးတလောပြီးတော့ဒီပမိတလောပြီးပါတော့အမှုလားပါတော့ဘုကခုတာတော့ဒီစကားလေးဟာဂလာတိအင်းတော်မှာရှိတဲ့အင်းသူသင်္ကားတွေအတွက်ခွန်အားဖြစ်ပါတယ်အဲ့ဒီအချိန်ခါတုန်းကသူတို့ရဲ့အခြေအနေရယုံကြည်သူတွေကိုဒီနေ့အုပ်ချုပ်တဲ့အချိန်ဖြစ်ပါတယ်ယုံကြည်သူတွေသူတို့တစ်ခုခုလုပ်တော့မယ်ဆိုလို့ရှိရင်အားမရှိအောင်အားရုပ်စီတဲ့အကြောင်းအရာတွေနဲ့ကြုံတွေ့ရတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်ရှင်ဘောလူကအဲ့ဒီယုံကြည်သူတွေကိုမဲတဲ့တွန်းအားပေးပြီးတော့အသက်ရှင်တဲ့အခါမှာအကျိုးရှိတဲ့အသက်ရှင်ဖို့အတွက်အများနဲ့တွန်းအားပေးပါတယ်နောက်ကျမ်းပိုင်းတစ်ပိုက်ကတော့ရှင်ဘောလူပဲကောရိန္သုသင်းတော်ကိုခွန်အားပေးထားတဲ့စကားဖြစ်ပါတယ်။ကောရိန္သုဟောစာဒုတိယဆောင်ခန်းကြီး၄အငယ်၈နဲ့9မှာငါတို့ဒီမျိုးမျိုးသောနှောက်ယှက်ခြင်းကိုခံရတော်လေအကျိုးနည်းခြင်းတို့မရောက်မကြံစီနိုင်အောင်ရှိတော်လေစိတ်မပြေငင်းစေခြင်းကိုခံရတော်လေရှုံးခြင်းမရှိအောက်သို့လဲခြင်းကိုခံရတော်လေဆုံးရသူမရောက်သူပြောချင်တာကလူတိုင်းကိုယ့်ရဲ့တက်တာမှာတက်ရှင်တဲ့အခါမှာအမျိုးမျိုးအတွေ့အကြုံတွေရင်ဆိုင်ရမယ်အနောက်ရှက်တွေခံရမယ်စိတ်ပြည့်စရာအကြောင်းတွေကြုံတွေ့ရမယ်မြင်စေခြင်းကိုခံရမယ်အောက်ကိုလဲခြင်းကိုခံရမယ်ဒီလိုမျိုးကိုယ့်ကိုဒုက္ခရောက်အောင်ဒုက္ခပေးမဲ့အရာတွေပြည့်နဲ့လမ်းမှာလည်းသွားလို့ရှိရင်ဒီအရာတွေနဲ့တွေ့ကြုံရမယ်ဒါပေမဲ့ဒီအရာတွေဟာအဆုံးစွန်ထိကျွန်တော်တို့ကိုအနိုင်မကျူနိုင်ဘူးဆိုတာကိုရှင်ဘောလူကပုံအားပေးထားပါတယ်တို့ကိုယ်ွယ်တဲ့အရှင်ကလောကကိုအောင်နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဘာမှပူစရာမလိုပါဘူးဘာမှစိတ်ပြည့်အားနည်းစရာမလိုပါဘူးသူဟာကျွန်တော်တို့နဲ့အတူကတ္တဘာကုံဆုံးတဲ့တိုင်အောင်ရှိမယ်လို့ကောင်းကင်နိုင်ငံကိုပြန်ပြီးတော့မတက်ကြွခင်သခင်ဖြစ်တော့ပြောခဲ့တဲ့စကားရှိပါတယ်ရှင်မသာခေဝင်ခန်းကြီး28ငွေ18 19 20မှာတာဝန်ပေးခဲ့တဲ့ယုံကြည်သူတွေကိုပြီးတဲ့အခါမှာယုံကြည်သူတွေနဲ့အတူရှိမယ်ဆိုပြီးတော့ဂတိတော်ထားခဲ့တဲ့အရှင်ဖြစ်ပါတယ်ဒါကြောင့်ပထမတစ်ချက်ကကျွန်တော်တို့နှလုံးသွင်းဖို့ရန်အတွက်ဘုရားသခင်ဟာကျွန်တော်တို့ယုံကြည်သူကြီးပဲမဟုတ်လူသားအားလုံးကိုချစ်ပါတယ်လူသားအားလုံးကိုဂရုစိုက်ပါတယ်သူဖန်ဆင်းထားတဲ့အရာအားလုံးကိုချစ်ပါတယ်ဒါပေမဲ့ဗမာစကားအသွားအပြန်ဆိုတာရှိတယ်အသွားအပြန်ဆိုတာရှိတယ်သွားပြီးဆိုလို့ရှိရင်မပြန်လာတော့ဘူးဆိုလို့ရှိရင်ဒီလူပဲကိုရောက်သွားမှာကျွန်တော်စဉ်းစားလို့ရတယ်ဆိုတော့သွားလို့ရှိရင်အပြန်ရှိရမယ်အပေးရှိလို့ရှိရင်အယူလဲရှိရမယ်သူတို့ကအဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ကိုယ်ွယ်တဲ့ဘုရားကတစ်ဖက်သက်သူကပေးတာတစ်ဖက်သက်ပေးတယ်ဒါကြောင့်မိဘတွေကသားသမီးတွေကိုချစ်တဲ့အချစ်သူတို့နှလုံးသားထဲမှာထားရှိတဲ့အရာကစုံရည်နဲ့တူတယ်အကြီးဆုံးပဲသွားနေတာပြန်မလာဘူးပြန်မလာလေသူတို့ကပြီးနေမှာပဲဒါကမိဘကသားသမီးတွေကိုပြီးတဲ့မြစ်တာဒါပေမဲ့ဖခင်ကမိဘဒီနို့တိုက်တဲ့မိခင်တယောက်ကတဲ့သူ့ရဲ့ကလေးကိုမိကောင်းမိနေတဲ့ဒါပေမဲ့သူကတော့သူ့ကိုသူ့ရဲ့သားသမီးတွေကိုဘယ်တော့မှမမေ့ဘူးဆိုပြီးတော့ဘုရားစကားရှိတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့တွေကိုဂရုစိုက်ပါတယ်ကျွန်တော်တို့ကိုကောင်းချီးပေးပါတယ်ဟေရှာယအနာဂတိကျမ်းခန်းကြီး40ငွေ30 31မှာဘယ်လိုပေါ်ပြလဲဆိုတော့ဘုရားရှင်ကိုညှော်လင့်တဲ့သူကအားပြည့်ညှော်လင့်တဲ့သူကအားပြည့်သူကအားပေးဖို့ရန်အတွက်အမြဲတမ်းရှိတယ်ဒါပေမဲ့သူ့ကိုမမျှော်လင့်ဘူးဆိုလို့ရှိရင်အဲ့ဒီအားကျွန်တော်တို့ထဲကိုဝင်လာမှာမဟုတ်ပါဘူးရက်စစ်အားနီးလာနေတယ်
ကျွန်တော်တို့ဖုန်းကသူ့ဟာသူနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီဖုန်းထဲကိုအားမဝင်ပါဘူးအဲ့ဒီဖုန်းအားဝင်ဖို့အတွက်အားသွင်းရိုးနဲ့ plug ကိုထိုးပြီးရင်ဖုန်းထဲကိုထည့်အဲ့ဒါမှအားဝင်မှာဖြစ်ပါတယ်ဒီတိုင်းပဲကျွန်တော်တို့ရဲ့ဖျားကအဲ့လိုမျိုးအရင်းမြစ်ကြီးဖြစ်နေတယ်ကောင်းကြီးပေးခြင်းတယ်ကျွန်တော်တို့တွေကသူ့ကိုမဆက်သွယ်ဘူးဆိုလို့ရှိရင်ဒီကောင်းကြီးကကျွန်တော်တို့ထက်ဘယ်လိုစီးဝင်လဲဒါဟာလေစဉ်းစားကြရတယ်ဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကတော့ကျွန်တော်တို့တွေကိုပြုစုဂရုစိုက်တယ်ကျွန်တော်တို့တွေကိုကောင်းကြီးပေးခြင်းနဲ့အရင်းမြစ်ကြီးဖြစ်ပါတယ်ဒါဒီပဲကျွန်တော်တို့တွေကသူနဲ့မဆက်သွယ်ဘူးဆိုလို့ရှိရင်အဲ့ဒီအရင်းမြစ်ကကျွန်တော်တို့စီကိုရောက်လာမှာမဟုတ်ပါဘူးဒီကနေ့ဒီမှာရှိကြတဲ့တင်းသူတင်းသားတွေယုံကြည်သူတွေဘုရားကြောင့်တစ်ဆောင်တွေဆောက်မနေ့ကကျွန်တော်တို့ကြား900ကြော်ရှိသွားပြီဒီအနေထားနဲ့သိန်း900ကျော်ဆိုတာကဘယ်လိုမှစဉ်းစားလို့မရပါဘူးဒီ900ကျော်ရဖို့ရန်အတွက်ပေးလူကြတဲ့သူတွေကစိတ်အားထက်သန်မှုမရှိဘူးတရားမရှိဘူးဆိုလို့ရှိရင်ဒီငွေကဘယ်လိုနည်းနဲ့မှထွက်လာစရာအကြောင်းမရှိဘူးဒါပေမဲ့ဘုရားသခင်ကိုချစ်တယ်အသင်းတော်ကိုချစ်တယ်ဘုရားရဲ့အမှုတော်မြတ်မှာပါဝင်ခြင်းနဲ့စိတ်ဘုရားနဲ့ဆက်သွယ်ခြင်းနဲ့အဲ့ဒီအရာလေးကြောင့်ဒီလိုမျိုးအကောင့်တွေကိုကျွန်တော်တို့တွေ့ရခြင်းဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကတော့ကျွန်တော်တို့တွေကိုအမြဲတမ်းကြည်ရှုဆောင်မပြီးတော့ကောင်းကြီးပေးတဲ့အရှင်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဘုရားသခင်ကတို့တွေကိုခွန်အားပေးတဲ့အမြဲခွန်အားပေးတဲ့ဘုရားဖြစ်ပါတယ်ခုနပြောခဲ့တယ်လို့ပါပဲမကောင်းတာလုပ်လို့ရှိရင်တော့မမောဘူးကောင်းတာလုပ်လို့ရှိရင်နည်းနည်းလုပ်တာနဲ့မောလာတယ်ဒါကြောင့်ဘုရားကအမြဲတမ်းခွန်အားပေးဖို့ရန်အတွက်သူကရှိတယ်ရှင်ဘောလူဘယ်လိုပြောလဲဆိုတော့ငါ့ကိုခွန်အားနဲ့ပြည့်စုံစေသောခရစ်တော်အဖြစ်ခတ်သိမ်းသောအရာကိုငါတက်ဆွမ်းနိုင်တယ်ခရစ်တော်သာမဟုတ်ရင်ခရစ်တော်ရဲ့အားပေးမှုကြောင့်မဟုတ်ရင်သူဒီအမှုတော်မြတ်မှာဘယ်လိုမှဆက်ပြီးတော့သွားနိုင်မှာမဟုတ်ဘူးရှင်ဘောလူသူ့ရဲ့တက်တာအကြောင်းကိုသူပြောတဲ့အခါမှာအမှုတော်လုပ်ငန်းမှာအမှုတော်မြတ်ထဲမှာလိုက်ပြီးတော့တရားဟောတဲ့အခါမှာညင်ပန်းနှိမ့်ဆက်ခြင်းခံရတယ်၊ရေနဲ့ပေါက်ခြင်းခံရတယ်၊ထောင်ထဲကိုထောင်လဲချခံရတယ်၊တင်မောပြက်တယ်၊မွေကြိုက်ခံရတယ်။သူခံရတဲ့ဒုက္ခတွေအမျိုးမျိုးရှိတယ်။ဒါနဲ့ဒီဒုက္ခတွေခံရတဲ့အခါမှာသူ့ကိုနောက်ကနေပြီးတော့အဲ့လိုမျိုးခွန်အားပေးမဲ့ခရစ်တော်သာမရှိရင်ဒီဟာတွေကိုသူမတက်နိုင်ဘူးဆိုပြီးတော့ပေါ်ပြထားတာကိုတွေ့ရတယ်။ကျွန်တော်တို့လည်းဒီတိုင်းပဲတော့ဖျားမှုတော်မြတ်မှာဖျားကအားပေးနေပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ထဲမှာမခံယူနိုင်ဘူးဆိုလို့ရှိရင်ဒီအားလည်းရှိမှာမဟုတ်ပါဘူးနည်းနည်းလေးလှုပ်တာနဲ့မောလာမှာဖြစ်ပါတယ်လူသားကဒီအသွေးသားနဲ့တိဆောက်ထားပါတယ်ဒီအသွေးသားကလူတစ်ယောက်လုံးရဲ့ခန္ဓာကိုယ်ထဲမှာဘုရားသခင်ဖန်ဆင်းထားတာကအင်မတန်မှအောဝေရာတွေနဲ့ပြည့်ညက်နေတာကိုကျမ်းစာဖော်ပြပါတယ်။ဒါကြောင့်ကျွန်တော်ပြန်စဉ်းစားကြည့်မယ်။လူတစ်ယောက်ကအာယုံ၅ပါးရှိတယ်။အဲ့ဒီအာယုံ၅ပါးကခံစားလိုက်တဲ့အခါမှာသူ့ရဲ့နှလုံးသားထဲမှာဒီခံစားမှုကိုပေါ်လာတယ်။အဲ့လိုမျိုးခံစားပြီးတဲ့အခါကျတော့ဒီခံစားမှုကိုအုံနောက်ကိုသတင်းပို့တယ်။အုံနောက်ကစဉ်းစားတယ်။အဲ့ဒီခံစားမှုနဲ့ခံစားရတဲ့အပေါ်မှာအုံနောက်ကစဉ်းစားပြီးတော့ဘယ်လိုဆုံးဖြတ်ပေးလဲဆိုတော့ဒါလုပ်သိမယ်ဒါမလုပ်သိဘူးเนาะဒါကိုဘာနဲ့လုပ်ရမလဲဆိုရကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းကိုပြန်ပြီးတော့တာဝန်ပြီးလိုက်တဲ့အခါမှာခန္ဓာကိုယ်စိတ်ပိုင်းကပြန်ပြီးတော့တုံ့တယ်ဆိုတော့ဒီဟာကိုဒီလူတစ်ယောက်မှာရှိတဲ့ဖြစ်စဉ်လို့ပညာရှင်တွေကပြောဒီဖြစ်စဉ်ကဒီခန္ဓာထဲမှာရှိနေတဲ့ cells အလုံးလုံးမှသာလေဒီဖြစ်စဉ်ကသူ့ဟာသူအစဉ်ပြေပြေနဲ့သွားမှာဖြစ်ပါတယ်တခုခုကချွတ်ရင်းနေပြီဆိုလို့ရှိရင်အဲ့ဖြစ်စဉ်ကရက်တက်ရင်ရက်မယ်မရက်လို့ရှိရင်လည်းလုတ်တဲ့အရာကသူ့ရဲ့ function ကလွဲရင်လွဲသွားမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးမဖြစ်အောင်ကျွန်တော်တို့တွေကအသင်းတော်ထဲမှာအင်္ဂါချင်းတွေဖြစ်တယ်လို့ရှင်ဘောလူကကောရင်သူအသင်းသူအသင်းသားတွေကိုပြောခဲ့တယ်လို့ပဲကျွန်တော်တို့ရဲ့အသက်တာမှာခွန်အားပေးနေတဲ့ဘုရားကတော့ရှိနေတယ်
ခွန်အားပေးဖို့လည်းရှိတယ်ကျွန်တော်တို့တွေကလည်းသူ့ကိုမျှော်လင့်နေမယ်သူနဲ့ဆက်သွယ်နေမယ်ဆိုလို့ရှိရင်ဒီခွန်အားကိုရမယ်ဒါပေမဲ့ကိုယ့်ရဲ့တာဝန်ကိုကြရတာဝန်ကိုထမ်းဆောင်မှုရန်အတွက်လည်းအရေးကြီးပါသေးတယ်ဒါကြောင့်နောက်ဆုံးတစ်ချက်အနေနဲ့ကိုကြရတာဝန်ကိုထမ်းဆောင်ဖို့အတွက်ဖြစ်ပါတယ်ဘုရားသခင်ရဲ့အမှုတော်ကိုပြုဖို့ရန်အတွက်ဘုရားရဲ့အမှုတော်ကဘာလဲလို့အတိတ်ပဲဖွင့်လိုက်တဲ့အခါမှာပညာရှင်ကြီးတစ်ပါးကကိုလုံတဲ့အရာတိုင်းဘုရားသခင်ခိုင်းတယ်လို့ခံယူပြီးတော့အကောင်းဆုံးလုပ်တယ်ဆိုလို့ရှိရင်ဒါဘုရားရဲ့အမှုတော်ပဲဆိုပြီးတော့အတိတ်ပဲဖွင့်တာဆိုတော့ကျွန်တော်တို့အိမ်မှာနေတယ်ခမင်းချက်တယ်ဘုရားငါ့ကိုခိုင်းတာပဲဘယ်ငါကောင်းဆုံးငါလုပ်မယ်အကောင်းဆုံးချက်မယ်စေတနာအပါနဲ့လုပ်မယ်ဒါဘုရားမှုတော်ပဲမိသားစုကလေးတွေကိုထိန်းတယ်အဝတ်လျှော်တယ်ခြံထဲမှာအလုပ်လုပ်တယ်အပင်တွေစိုက်တယ်နော်ပြီးနံတွေစိုက်တယ်ငါးရှာတယ်ဖားရှာတယ်ဘယ်ဟာပဲလုပ်လို့ပေါ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဘုရားသခင်ခိုင်းတဲ့အလုပ်ဒါငါကောင်းကောင်းလုပ်ရမယ်ငါလုပ်တဲ့အခါမှာလည်းဒီလုပ်တဲ့အပေါ်မှာသူများကိုဒုက္ခမပေးတဲ့အလုပ်ဖြစ်အောင်ကြိုးစားပြီးတော့လုပ်ရမယ်ဒါဆိုလို့ရှိရင်ဒါဘုရားအလုပ်ပဲလို့ကျွန်တော်တို့ခံယူလို့ရပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာမနက်ကဘိုးဘော်ကိုပြောခဲ့တယ်လို့ပဲသူကတော့ဒီယုံကြည်သူမှာအဆင့်5ဆင့်လို့ပြောတယ်နော်အဆင့်5ဆင့်ဆိုတော့အဲ့ဒီအဲမှာမှတစ်ဆင့်ပဲကျွန်တော်ပြောချင်တာက maturity ဒီရင့်ကျက်သောအသင်းသားရင့်ကျက်သောယုံကြည်သူဆိုတဲ့ဟာကကျွန်တော်တို့ရဲ့အသက်တာမှာရင့်ကျက်ဖို့ရန်အတွက်အရေးကြီးတယ်ရင့်ကျက်တယ်ဆိုတာကအသက်ကြီးတာနဲ့ရင့်ကျက်တာလည်းမတူဘူးရင့်ကျက်တဲ့သူတိုင်းကအသက်ကြီးတဲ့သူဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့အသက်ကြီးတဲ့လူတိုင်းကလည်းမရင့်ကျက်ဘူးဆိုတာဒီစာအုပ်တို့ထဲမှာရေးထားတာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ရင့်ကျက်ဖို့ရန်အတွက်ပထမတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာဒီဟာသခင်ကကိုယ့်ကိုဘာခိုင်းတယ်လဲဒီလောကကြီးမှာဘုရားဆေလွတ်လိုက်တဲ့အခါမှာဘာလုပ်ဖို့အတွက်လဲဆိုတာကိုဆင်ခြင်ဖို့အဲ့ဒါကိုဆင်ခြင်နိုင်တယ်ဆိုလို့ရှိရင်ကိုလောက်ရမယ့်တာကိုသိလာမယ်အဲ့ဒါဆိုလို့ရှိရင်ကိုတာဝန်ပေါ်မှာတာဝန်ကြည်လွန်အောင်ဖန်ဆောင်ခြင်းနဲ့ကိုယ့်ရဲ့စိတ်ကပေါ်လာပြီးတော့နော်ဒါပို့ပြီးတော့ရင့်ကျက်လာဖို့ဖြစ်ပါတယ်ရင့်ကျက်တဲ့နေရာမှာခန္ဓာကိုယ်ကြီးပဲရင့်ကျက်တာမရဘူးအတွေးခေါ်ကြီးပဲရင့်ကျက်လို့လည်းမရဘူးဒီခံစားမှုနော် emotion နော်ဒီဟာအပေါ်မှာလည်းရင့်ကျက်တာနဲ့လည်းမပြည့်စုံဘူးဝိညာဉ်ရေးရာရင့်ကျက်ဖို့ပါမှသာလေဒီလူတစ်ယောက်ကရင့်ကျက်တဲ့နေရာမှာပြည့်စုံတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဒါကြောင့်အသင်းသူအသင်းသားတိုင်းကလည်းရင့်ကျက်တဲ့အသင်းသားဖြစ်ဖို့အတွက်အရေးကြီးပါတယ်ရှင်ဘောလူကတော့ဘယ်လိုပြောလဲဆိုတော့သူငယ်ငယ်တုန်းကကလေးဖြစ်တဲ့အချိန်တုန်းကတော့ကလေးလိုပဲတွေးတယ်ကလေးလိုပဲသိတယ်သူအသက်ကြီးလာတဲ့အခါမှာအဲ့ဒီကလေးလိုသိတဲ့အသည့်တွေကိုသူထားခဲ့ပါတယ်ပြောချင်တာကရင့်ကျက်မှုကိုပြောချင်တာကလေးအတွေးနဲ့လူကြီးအတွေးနဲ့လည်းမတူဘူးဒါပေမဲ့တခါတလေကျွန်တော်လူကြီးတွေကကလေးကို short ထွက်ဒီကလေးတွေကဘာဖြစ်တယ်ညာဖြစ်တယ်တကယ်တမ်းကျတော့ကလေးတွေကကျွန်တော်တို့တွေထဲတောင်းမှပို့ပြီးတော့အတွေးခေါ်ကပြေးတယ်ဘာဖြစ်လဲဆိုတော့သူတို့ကြီးလာရတဲ့ခေတ်အခြေအနေနော်သူတို့ရဲ့အမိဝမ်းထဲမှာရှိနေကြတဲ့ကဒီအပြင်မှာရှိနေတဲ့အရာတွေကိုသူတို့ကဒီမိခင်အားဖြင့်သူတို့သိရတယ်ဆိုတော့မိခင်ရဲ့တောက်သုံးတဲ့ကိုယ်ဆောင်အားသေးတွေကြောင့်လည်းသူတို့ကအသိဉာဏ်တွေပို့ပြီးတော့ဖွံ့ဖြိုးမြန်အရင်တော့ကလေးတွေဆိုလို့ရှိရင်မွေးလာလို့ရှိရင်မျက်စိကမပွင့်သေးဘူးဒါကြောင့်ကရင်စကားရှိတယ်တီးတက်အမေတစ်ဖက်ချက်ကျိုးကလည်းမပြတ်သေးဘူးမျက်လုံးကလည်းမပွင့်သေးဘူးဒါပေမဲ့အခုကလေးတွေကမွေးလာတာနဲ့ကိုကြည့်တက်ပြီးပြုံးတက်ပြီးနော်သူတို့ရဲ့အသိဉာဏ်တွေကဘယ်လောက်ဖွံ့ဖြိုးလဲဆိုတာကျွန်တော်တို့သိနိုင်တယ်ဆိုတော့အဲ့ဒီလိုမျိုးအသိဉာဏ်ရှိနေတဲ့ကလေးတွေကရင့်ကျက်ပြီးဆိုလို့ရှိရင်သူတို့ကို
ဘယ်နေရာမှာပဲထားထားသူတို့ရှိနေတဲ့နေရာမှာသူတို့လှုပ်ထိုက်တဲ့အရာတွေကိုသူတို့နားလည်မှုပြည့်ဝနဲ့သူတို့လှုပ်ဆောင်လာနေမှာဖြစ်ပါတယ် Sunday school ကပြန်လာတဲ့ကလေးလေးတယောက်သူ့အမေကသူ့အမေတယ်ဒီနေ့ Sunday school မှာဘာတင်လဲသူက Sunday school မှာတဲ့မောရှေအကြောင်းတင်တယ်မောရှေကဣသေလလူမျိုးတွေကိုအီဂျစ်ပြည်ကနေပြီးတော့ခါနာန်ပြည်ကိုပို့ဖို့အတွက်သူခေါ်သွားတယ်တဲ့သူတို့ကြွားတဲ့ခါမှာတဲ့ဒီပင်လယ်ကြီးရောက်တဲ့ခါကျတော့ကိုရှိအရှိကိုရှစ်ဆက်သွားဖို့ပဲပေါ့နော်သူစဉ်းစားလို့မရဘူးဘာလို့အောင်အဲ့ဒီချိန်မှာပဲသူနောက်ကိုလက်ကြည့်လိုက်တဲ့အခါမှာအီဂျစ်ကစစ်တပ်ကြီးကလိုက်လာတယ်ဟာအဲ့ဒါနဲ့မောရှေကသူ့ရဲ့ဘောင်းဘီအေးကိုနှိုက်လိုက်ပြီးတော့ဝဘီလော်ဘီနဲ့စကားပြောတယ်ပဲခဏနေကြတော့နော်အာလီရင်ကနေရောက်လာပြီးတော့အဲ့မှာဒီကျိုးတရားကိုဆင်တာပေါ့နော်ကျိုးတရားကိုဆင်တယ်ဆင်ပြီးလဲပြီးတော့ကဲတွားကြဆိုပြီးတော့အဲ့ဣသေလလူမျိုးတွေကအဲ့တရားပေါ်ကနေပြီးတော့ကြော်ပြီးတော့ဆက်သွားတယ်ကိုယ့်ဘက်ကရောက်တဲ့ချိန်မှာအဲ့ဒီအီဂျစ်စစ်တပ်လည်းလိုက်လာပြီးတော့အဲ့တရားပေါ်တက်တယ်တော်လည်းသူ့ဘောင်းကြီးနောက်တစ်ချက်ကိုသူနိုင်ထုတ်ပြီးတော့ခလုတ်လေးနှိမ့်လိုက်တာနဲ့အဲ့ဒီတရားကြီးကပြည့်စည်သွားပြီးတော့အဲ့ဒီအီဂျစ်စစ်တပ်ကြီးကအကုန်လုံးပြေသွားတယ်သူ့နေအော်သွားတယ်မင်းစနေစကူမှာဆရာမအဲ့လိုမျိုးပဲတင်လာအဲ့ဒီလိုမျိုးဖြစ်ရမှာတဲ့ဘာလဲမောရှေကဒုတ်တစ်ချောင်းနဲ့ဒီရေကိုကြိုက်ပြီးတော့ရေနဲ့ချမ်းကွဲလိုက်တာအဲ့လိုမျိုးမဟုတ်ရဘူးတဲ့ပြောချင်တာကကလေးတွေရဲ့တွေးတဲ့အတွေးခေါ်ကအခုခေတ်မှာကျွန်တော်တို့ငယ်ငယ်တုန်းကတွေးတဲ့အတွေးခေါ်နဲ့မတူတော့သူတို့ခေတ်သူတို့အချိန်ခါသူတို့ဖြစ်နေတဲ့ဖြစ်တည်မှုအပေါ်မှာကျွန်တော်တို့တွေကဘယ်လိုလမ်းတက်အောင်ပံ့ပိုးပေးမလဲဆိုတော့ပဲစဉ်းစားဖို့လိုပါတယ်ဒီဟာကိုလုပ်တာလေကောင်းတဲ့အရာကိုလုပ်ဖို့သူတို့ကိုကောင်းတဲ့အရာလုပ်တတ်ဖို့ရန်အတွက်တင်မှပေးရမယ့်တာဝန်ရှိပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကောင်းတဲ့အလုပ်ကိုလုပ်ရအောင်ကောင်းတဲ့အလုပ်လုပ်တဲ့နေရာမှာလည်းမမောပန်းပဲနဲ့ဆက်ပြီးတော့ဆုံးတဲ့အထိသွားရအောင်နောက်ဆုံးမှာကျွန်တော်တို့တွေဒီစိုက်တဲ့အဘီးကိုတီးစားရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားရှင်ကောင်းကြီးပေးဖို့ရှိနေပါတယ်ကောင်းကြီးပေးမဲ့ဘုရားနဲ့ကျွန်တော်တို့ဆက်သွယ်ပါကျွန်တော်တို့လုပ်ရမယ့်အလုပ်ကိုဘုရားခိုင်းတယ်လို့ခံယူပြီးတော့အကောင်းဆုံးလုပ်ပါအဘီးအခွင့်ကိုကျွန်တော်တို့ရရှိခံစားရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုအားပေးချင်ပါတယ်။အရောက်စီတိုင်းကိုကြားရှင်ကောင်းကြီးပေးပါစေ။